陪，以前啊陪路，打忙碌所在青岛，他陪有打青岛路，当所来的青岛，他把我妈接哎来，你打出来，谁比难打吧谁路，是吗？以前的呢，知道吗？看嘛，今天嘛不等你来看啥样的太阳瑞谷。ကနားထောင်ပေးမဲ့ကလေးတစ်ယောက်ရဲ့မှန်တာတွေကိုငါရေးတဲ့စာသားတွေကအတိတ်ပဲရှိပြီးလက်ညောင်းနေလဲနားတွေကိုမမှုဘူးငါဘဝရဲ့အကြောင်းတွေပဲမိသားစုကံကြမ္မာရဲ့ပြောင်းလဲမှုကမကောင်းခဲ့ပါသိရကြောတန်တဲ့အိမ်ကိုသေးတွေနေပြီးရောင်းခဲ့တာနောက်ပြီးတော့ဓမ္မဝိဟာရလမ်းကအိမ်ကိုပြောင်းခဲ့တာကြောင်မြောင်းမှာခွန်လာမှနေပြီးတော့ဘွားကိုချောင်းခဲ့တာချိန်ရှိသမျှကြိုးစားပြီးငါကက်တွေစိတ်နဲ့မချခဲ့ပါမိဘကိုပြတ်ချကျွေးမဲ့စိတ်ချဒီတကအားအလဲပါလေးစားတဲ့ကျွန်တော်အဖေကမိသားစုတွေဦးဆောင်ပါဒါပေမဲ့မပြောင်းလဲဘူးနေတိုင်းမဲ့အဖေကမထူးရောက်တာအိမ်ထဲမှာနေနေရင်စကားတွေကညာလိုက်ထက်လာတာမင်းဖေကအခုဘာလုပ်လဲမင်းဖြေရမှာခက်လာတာအဲ့ဒီကြောင့်ကိုတွေးရင်မျက်ရည်ကအလိုလိုပဲတက်လာတာရှင်ဘတ်တဲ့ထိုးထည့်ထားတဲ့တရားကလည်းတက်လာတာဘယ်ချိန်မှပြောသေးရတွေရလာမှလဲဒီတိုင်းမဲ့ကျွန်တော်တို့ဒုက္ခတွေရချားလာတဲ့တုံးတွေကအချင်းတွေခန်းချောင်းနေပြီတစ်ချက်တော့ကြည့်ပါအားရနေတဲ့မျက်နှာတွေကိုချောင်းနာရီဆိုပေးရပြန်လာပေးပါမိုးချုံမှာကိုရမ်းမကြောက်နေခဲ့တာအဖေနဲ့မေအစင်ပြင်းနေတဲ့ပိတ်ကောင်းမှမြဲဒီစိတ်ဆင်းရဲမှုတွေကိုထားခဲ့ခြင်းနဲ့အတိတ်ကောင်းပါပဲအပြင်းမဝေဖန်ခံမောပန်းတဲ့အဖြစ်ကိုအမေမသိဘူးကျွန်တော်အိမ်ကိုပြန်လာတိုင်း6နာရီဆိုဖေးမရှိဘူးအလုပ်ထဲမှာနာကျင်လုံးတဲ့ဝေဒနာကိုပြောမလို့ဘာမှမကြားချင်ဘူးစိတ်ရှုပ်စရာပဲလို့ဆိုတစ်ချိန်မှတကောကောင်းဆန်ပြီးထွက်သွားခြင်းနဲ့အဝေးကိုဒါပေမဲ့မထားခဲ့နိုင်ဘူးကျွန်တော်သိချစ်တဲ့အမေကိုအောင်မြင်မှုတွေရှိလာရင်ပြောစရာတွေတွေးလို့သားတွေကိုမသနာဘူးလားအဖေကိုကျွန်တော်လည်းမင်းမလို့မငယ်ချင်းရက်သားကိုလည်းချမ်းရင်ဝင်းကိုအားကြတယ်သူတို့မိဘတွေရဲ့တွေးမှုကိုသူတို့လည်းမသိကြဘူးအိမ်မှာလည်းလိုချင်တာပေါ့ဒီလိုမျိုးတွေမရှိကြဘူးငါတို့ရဲ့ရဲ့နာကက်ကိုငါကိုယ်တိုင်လည်းမသိရဘူးအယောင်သွေးတွေစုံနေတဲ့ဒီအိမ်ကလေးကိုမပြတ်စည်းပါနဲ့ခုနကကိုတက်လိုက်ဆင်းလိုက်လုပ်တဲ့အမေလည်းအသက်ကြီးပါတယ်ပြတ်စည်းပါကွယ်အဖေကိုငဲတဲ့ခုံယူပြီးတော့အိမ်ထဲမှာစိတ်ဆင်းရဲတဲ့စကားတွေကိုလည်းတက်ကြီးပါနဲ့ဘယ်ချိန်မှပြောသေးရတွေရလာမှလဲဒီတိုင်းမဲ့ကျွန်တော်တို့ဒုက္ခတွေရချားကတဲ့တုံးတွေကအချင်းတွေခန်းချောင်းနေပြီတစ်ချက်တော့ကြည့်ပါအားရနေတဲ့မျက်နှာတွေကိုချောင်းနာရီဆိုပေးရပြန်လာပေးပါမိုးချုံမှာကိုရမ်းမကြောက်နေခဲ့တာအဖေနဲ့မေအစင်ပြင်းနေတဲ့ပိတ်ကောင်းမှမြဲဒီစိတ်ဆင်းရဲမှုတွေကိုထားခဲ့ခြင်းနဲ့အတိတ်ကောင်းပါပဲအဖေကိုရှင်ထဲမှာမမေ့နိုင်တာတွေပြောပြခြင်းနဲ့အရှင်ကရေခဲတို့ရောင်းတဲ့ဘဝကိုပြန်မရောက်ချင်ဘူးနောက်ပြီးတော့ကုံစုံစံရောင်းတဲ့အချိန်ကိုပြန်မသွားချင်ဘူးရက်ွက်ကပေးတဲ့ဆန်ကိုတန်းစီတဲ့လူပြန်မပြစ်ချင်ဘူးဆွေမျိုးတွေစီမှာပတ်သက်ကြီးတဲ့အမေကိုမနာဘူးလားခမင်းတော့စားရတဲ့ကျွန်တော်တို့အပြစ်ကိုတန်းမမြင်ချင်ဘူးကျွန်တော်ညီလေးကျူရှင်လာကမပေးနိုင်တာကိုကြည့်ရနိုင်လားလူတွေကဝိုင်းပြီးအမေကိုပြောနေတာတွေမခံစားနိုင်ဘူးဒါတွေကိုရောင်လို့တော့ငါစိတ်နာလုံးလို့မတွေးချင်ဘူးစာမျက်နှာပေါ်မှာလူတွေသိအောင်လို့လည်းမရှင်းချင်ဘူးဒီချင်းကိုနားထောင်ပြီးမိသားစုတွေအဖေမြင်နေပါစေကမ္ဘာပေါ်မှာရှိတဲ့အိမ်တိုင်းตายရပြီးတော့သိပြေပါစေဘယ်ချိန်မှပြောသေးရတွေရလာမှလဲဒီတိုင်းမဲ့ကျွန်တော်တို့ဒုက္ခတွေရချားကတဲ့တုံးတွေကအချင်းတွေခန်းချောင်းနေပြီတစ်ချက်တော့ကြည့်ပါအားရနေတဲ့မျက်နှာတွေကိုချောင်းနာရီဆိုပေးရပြန်လာပေးပါမိုးချုံမှာကိုရမ်းမကြောက်နေခဲ့တာအဖေနဲ့မေအစင်ပြင်းနေတဲ့ပိတ်ကောင်းမှမြဲဒီစိတ်ဆင်းရဲမှုတွေကိုထားခဲ့ခြင်းနဲ့အတိတ်ကောင်းပါပဲဘယ်ချိန်မှပြောသေးရတွေရလာမှလဲဒီတိုင်းမဲ့ကျွန်တော်တို့ဒုက္ခတွေရချားကတဲ့တုံးတွေကအချင်းတွေခန်းချောင်းနေပြီချက်ချက်တော့ကြည့်ပါအားရနေတဲ့မျက်နှာတွေကို